Okay အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ဒုတိယချင်းမိတ်ဆွေများ21ရက်4လပိုင်း2025ကနေပြီးတော့25ရက်4လပိုင်း2025အထိကျွန်တော်တို့သုံးလုံးအခွေလေးကျွန်တော်တင်ပေးပါဖြစ်ပါတယ်ငွေကဏ္ဍတစ်ကွက်ကောင်းရဲ့သုံးလုံးအခွေရဲ့เนาะကျွန်တော်တို့ဒီအခွေရအဲ့တော့69တဲ့เนาะကျွန်တော်တို့69ဆိုပြီးတော့ကဏ္ဍကြတာ ਨੇ သူ့ရဲ့အောက်မှာဒီကျွန်တော်တို့1ရက်2ရက်3ရက်အတွင်းမှာတစ်ခွန်9ဆိုတဲ့အခွေဒီတဲ့ကျွန်တော်တို့မပြောက်ဘူးလိုက်ထွက်ပါတယ်တဲ့เนาะကျွန်တော်တို့ဒီမှာတစ်ခွန်ဆိုတဲ့ကဏ္ဍလေးလိုက်ထွက်ပါတယ်เนาะနောက်တစ်ခါကျွန်တော်တို့96လို့ကြတာ ਨੇ သူ့အောက်မှာ1ရက်2ရက်3ရက်အတွင်းမှာဒီကျွန်တော်တို့တစ်9ဆိုတဲ့เนาะကျွန်တော်တို့တစ်9ခွန်ဆိုတဲ့အခွေဘူးပါအခွေလေးအများအားလိုက်ထွက်တယ်ပေါ့ကျွန်တော်တို့ဒီမှာလဲ69လို့ကြလိုက်တာ ਨੇ သူ့အောက်မှာဒီကျွန်တော်တို့1ရက်2ရက်3ရက်အတွင်းမှာဒီကျွန်တော်တို့81ဆိုတဲ့အခွေလေးထပ်ပါတယ်တဲ့เนาะဒီမှာလဲကျွန်တော်တို့96လို့ကြလိုက်တာ ਨੇ သူ့အောက်မှာ1ရက်2ရက်3ရက်အတွင်းမှာကျွန်တော်တို့109ဆိုတဲ့အခွေဒီကျွန်တော်တို့မပြတ်မကွက်လိုက်ထပ်ပါတယ်တဲ့เนาะဒီမှာလဲပဲကျွန်တော်တို့69လို့ကြလိုက်တာ ਨੇ เนาะ sorry ညရတော့ပြီစာရကလည်းကျင်းတယ်69လို့ကြလိုက်တာ ਨੇ သူ့အောက်မှာကျွန်တော်တို့เนาะ1ရက်2ရက်3ရက်အတွင်းမှာဒီကျွန်တော်တို့109ဆိုတဲ့အခွေလေးပေါ့เนาะ9ဘူးဆိုတဲ့အခွေလေးကြပါတယ်တဲ့เนาะပြီးတော့နောက်တစ်ခါတဲ့เนาะကျွန်တော်တို့ဒီမှာည69အာထွက်လိုက်တာ ਨੇ ကျွန်တော်တို့1ရက်2ရက်3ရက်အတွင်းမှာတဲ့ကျွန်တော်တို့109ဆိုတဲ့အခွေဒီတဲ့ကျွန်တော်တို့ဒီမှာ61ဆိုပြီးတော့မှကျွန်တော်တို့ကြပါတယ်တဲ့เนาะ61ဆိုပြီးတော့ကြကျွန်တော်တို့ဒီမှာလေးပဲเนาะ69လို့ကြတာ ਨੇ သူ့အောက်မှာ1ရက်2ရက်3ရက်အတွင်းမှာလေကျွန်တော်တို့ပိတ်ရက်ရှိတာတော့เนาะကျွန်တော်ဟောဒီအခွေဒီလုံးဝမပြောက်ပါဘူးတဲ့เนาะ109ဆိုတဲ့အခွေလိုက်ထွက်ပါတယ်တဲ့เนาะပြီးတော့ဒီမှာလေးပဲ96လို့ကြာတယ်1ရက်2ရက်3ရက်အတွင်းမှာတဲ့ကျွန်တော်တို့109ဆိုတဲ့အခွေဒီကျွန်တော်တို့ဒီမှာ89ဆိုတဲ့ကဏ္ဍလေးထွက်ပါတယ်တဲ့เนาะဒီမှာလေးပဲကျွန်တော်တို့เนาะ96လို့ကြာတာ ਨੇ 1ရက်2ရက်3ရက်အတွင်းမှာလေကျွန်တော်တို့ဟောဒီမှာ80ခွန်ဆိုတဲ့ကျွန်တော်တို့အခွေလေးအပူပါအခွေလေးကြာတယ်เนาะသူ့အောက်မှာ81ဆိုတော့ဒါထားတော့ကျွန်တော်က3ရက်အတွင်းကိုပဲကျွန်တော်တို့လိုက်ထားတာเนาะ3ရက်အတွင်းကိုပဲเนาะကျွန်တော်တို့69ဆိုပြီးတော့မှကြာလိုက်တာ ਨੇ ကျွန်တော်တို့ဒီ1ရက်2ရက်3ရက်အတွင်းမှာဒီကျွန်တော်109အခွေပေါ့เนาะ109အခွေဟောရမြင်ရတော့ပြီเนาะ109ဆိုတဲ့အခွေလေးပါเนาะမိမိတို့ကျိုင်းနေတဲ့လူတွေเนาะခွေပြီးတော့မှထိုးကြပါလို့เนาะမိမိတို့ကျိုင်းနေတဲ့လူခွေပြီးတော့ထိုးကြပါကျွန်တော်တို့ဒီမှာနော်မိမိတို့တွေအားလုံးပဲမြင်ရအောင်ဒီเนาะဟုတ်ကဲ့ပါเนาะအားလုံးမြင်ရလားမသိခင်ဗျဒီ89ဆိုတဲ့ကဏ္ဍကိုเนาะ89အာတစ်ခွက်ကောင်းမွေးကဏ္ဍပေါ့เนาะအဲ့မွေးကဏ္ဍဒီကျွန်တော်အရင်ပြီးခဲ့တဲ့ပတ်ကလည်းเนาะကျွန်တော်ပြဖို့ပါတယ်เนาะဒါတွေမိတို့မွေးကဏ္ဍတော့ကောင်းမွေးကဏ္ဍမှာเนาะအရင်ပြီးခဲ့တဲ့ပတ်ကလည်းကျွန်တော်ပြဖို့ပါတယ်သူကဘယ်လိုလဲဆိုတော့ဒီ49လို့ကြလိုက်တာနဲ့เนาะဒါစမ်းနည်းနည်း view လေးနည်းနည်းချက်ပါကျွန်တော်ဒီ49ဆိုပြီးတော့ကြလိုက်တာ ਨੇ သူ့ရဲ့သူနဲ့เนาะတလထဲမှာကြပေးရမယ်ကဏ္ဍဒီ89ပါတယ်เนาะ89ဒီလုံးဝမပြောက်ဘူးเนาะ89လုံးဝမပြောက်ပါဘူးเนาะကျွန်တော်ဒီမှာလည်းပဲ49လို့ကြတာ ਨੇ
သူ့ရဲ့အထက်မှာကျွန်တော်တို့90ခွန်ဆိုတဲ့ကဏ္ဍဒီဘက်နော်တူနဲ့လာချင်းတူတလထဲမှာအဲ့ကဏ္ဍထွက်တယ်နော်ပြီးတော့94ဆိုပြီးတော့ကဏ္ဍကြတာ ਨੇ ကျွန်တော်တို့ဒီ90ခွန်ဆိုတဲ့ကဏ္ဍနေလုံးဝမပြောက်ပါဘူးနော်ဒါခုချိန်မှာပျောက်သွားခင်ကျွန်တော်တို့ကံပေါ့ဒါတွေလုံးဝပြက်ပင်မရှိပါဘူးခင်ဗျကျွန်တော်ပြက်ပင်မရှိမယုံကလန်နာပြန်ပြီးတော့စစ်ကြည့်ပါတော့မင်းတို့49ဆိုတဲ့ကဏ္ဍကြတိုင်းမှာကျွန်တော်တို့ဒီ90ခွန်ဆိုတဲ့ကဏ္ဍဒီတဲ့အဲ့ဒီသူနဲ့နော်တလထဲမှာကျွန်တော်တို့လုံးဝမပြောက်ပါဘူးဒါအခုကျွန်တော်တို့နောက်ဆုံးတစ်ချိန်ပဲကြံပါတယ်94ဆိုတဲ့ကဏ္ဍကြတာ ਨੇ ကျွန်တော်တို့90ခွန်ဆိုပြီးကဏ္ဍအများအားလိုက်ထွက်ပါတယ်နော်မိကုံရင်စစ်ကြည့်ပါကလန်နာရှိတဲ့လူတွေလုံးဝပြက်ပင်မရှိပါဘူးနော်94ဆိုတဲ့ကဏ္ဍကြတာ ਨੇ ကျွန်တော်89ဆိုတဲ့ကဏ္ဍလည်းပဲကျွန်တော်အရင်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ပြခဲ့တယ်နော်အများအားလိုက်ထွက်49ဆိုတဲ့ကဏ္ဍကြတာ ਨੇ ကျွန်တော်တို့90ခွန်ဆိုတဲ့ကဏ္ဍလည်းအများအားလိုက်ထွက်ပါတယ်နော်ဒါလည်းပဲဒီမှာ49 89ထွက်တယ်နော်ကျွန်တော်တို့ဒီမှာ94ဆိုတဲ့ကဏ္ဍကြတာ ਨੇ ကျွန်တော်တို့89ဆိုတဲ့ကဏ္ဍလေးကျွန်တော်တို့ထွက်ရမယ်နော်လုံးဝပြတ်ပြမရှိဘူးကျွန်တော်တို့ဒီနောက်ဆုံးအပတ်လေးမှာ89ဆိုတဲ့မွေးတစ်ခွက်ကောင်းတဲ့အားလုံးပဲနော်အားလုံးအဆင်ပြေကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်နော်ကျွန်တော်ရဲ့ရေပြည့်နေပြီဟာရေပြည့်နေပြီခဏလေးပါဗျာနော်အားလုံးပဲကံကောင်းကြပါစေဗျာနော်အားလုံးပဲကံကောင်းကြပါစေပြီးတော့89ဆိုတဲ့မွေးတစ်ခွက်ကောင်းပါဗျာနော်ဒါ49ကြာတိုင်းမှာကျွန်တော်တို့89ဆိုတဲ့မွေးကဏ္ဍဒီအများအားလိုက်ထွက်ပါတယ်စိတ်မချလို့အခွေထိုးခြင်းတဲ့လူကျွန်တော်109အခွေဒီ3ရက်အတွင်းမှာလုံးဝပြက်ပြင်းမရှိပါဘူးနော်109ဆိုတဲ့အပူပါအခွေဒီလုံးဝပြက်ပြင်းမရှိအများအားလိုက်ထွက်နေပါတယ်နော်အားလုံးပဲကံကောင်းကြပါစေဗျာ